ဖောက်လိုက်ကြပေါ့နော်ဒီမှာကောင်းလေးဟွာလာပေါ့နော်မောင်ညာယူရမယ်ပေါ့နော်အဲ့ဒါလေးတွေကဘယ်လိုလုပ်ကြမှာလဲဟာအလေးနော်ကျွန်တော်စနေအောင်ပေါ့နော်ဟိုဒီကလေးကဆက်လို့မရဘူးဖြစ်နေဆက်လို့မရဘူးဖြစ်မဟုတ်နော်သူဆက်ခိုင်းတာတော့တို့တို့ဖိုးမှတင်နေရပေါ့နော်ဖိုးမှတင်နေဖိုးမှတင်နေတော့ကျွန်တော်တို့ထက်ဆန်းလာတခြားဒီဘူးလေးတွေကဘာလေးတွေထွက်လာလဲဒီဘူးလေးတွေမှာဆိုရင်ဒီဘူးလေးတွေမှာဆိုရင်ဒီကောင်လေးပေါက်လာရောပေါ့နော်အဲ့လေးကဘာလေးလဲဒီကောင်ကတော့ခတ်ထွေးပေါ်ပေါ်တခြားပြကင်မရာကိုတခြားပြခတ်ထွေးပေါ်ပေါ်တမောပေါ့နော်နောက်တစ်ခုကဒီဘူးလေးမှာပေါ့နော်နောက်တစ်ကောင်ကတော့ဒီဘူးလေးမှာပေါက်သွားတယ်ပေါ့နော်ဘာကောင်လေးလဲတခြားပြအောင်လေကပူချီနိုအဆာဖီနိုပဲဖြစ်ပါတယ်နောက်ပေါ့နော်ဒီဘောက်ကြတော့ဒီဘောက်မှာတော့ဒီကောင်လေးပေါက်သွားတယ်အဲ့ဒီဘာကောင်လေးလဲပြထွာလာလေးလို့ထွာလာလားဒီကောင်လေးကဆိုတော့ဒီဘူးလေးမှာပေါက်သွားတယ်ပေါ့နော်ဘုမတီနိုခရိုကဒီနာမည်တခြားပြောဘုမတီလိုခရိုကဒီလို့ဖြစ်ပါတယ်ဒီဘူးလေးမှာပေါ့နော်ရုပ်ဆက်တဲ့ဟာလေးပေါက်လာဒီဘူးလေးရောဒီဘူးလေးကတော့ဟိုမှာပေါ့နော်ဒါဘာတူဟာလဲဒါတော့ကျွန်တော်အကိုပေါ့နော်တို့ဟုတ်ပါပြလိုက်အောင်လေဟုတ်ကဲ့သူကိုပါဒီမှာပေါ့နော်ထုံစာအုပ်ပဲပြပါတယ်ကျွန်တော်ဆက်လိုက်ပါမယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်